ခရစ်တော်သခင်၌ချစ်ခင်လေးစားရပါတော်ညီတော်ပေါင်းသနာပေါင်းတို့ဒီကနေ့ဧဝံဂေလိသမာကျမ်းစာတော်များမှာခရစ်တော်ကဒီနောဒီငါမည်သူချစ်သည်ဟုပြောဆိုကြပါသည်လို့မေးတော်မူတဲ့အခါမှာဒီတော်ကြီးတွေကဒီတော်ကြီးတွေထဲကပေသူကဘရောဒီဘုရားသခင်ကတော့ခရစ်တော်ဖြစ်ပါသည်လို့ပြန်လည်ပြီးတော့လျှောက်တင်ခဲ့တယ်ခရစ်တော်ရဲ့ဘုရားဖြစ်ကိုတည်ရတဲ့ဒီတော်ကြီးပေသူကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဒီတော်ကြီးတွေထဲမှာတက်ကြီးဝါကြီးအတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်ရင့်ကျက်တဲ့ပုဂ္ဂိုလ်တပါရင့်တဲ့ဓမ္မတွေယောသားဖြုတ်မှတ်သူဖြစ်တယ်သူရဲ့ဖြူစင်ယောသားတဲ့ရဲစွမ်းတတိကြောင့်ရံဖန်ရံခါမှာခရစ်တော်ရဲ့အမျက်တော်ရှာတတ်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်လေးဖြစ်တယ်ဟဲ့စာဒန်မနောတော်စုလို့ပေသူမိသားကိုမိတိတ်ခဲကံသူစံဓာနဲ့ရံတဲ့သူဓာနဲ့တည်တတ်တယ်ဆိုပြီးတော့နော်ခရစ်တော်ကရံဖန်ရံခါငေါ့တတ်တဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ဒီချိန်ထဲမှာပဲစိတ်ချယုံကြည်အားကိုးရတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ပေသူဒီငါကိုချီတော့ငါဤကိုယ်တော်ကိုကျွေးလို့နော်ဘောင်းကင်းတဲ့နိုးဤကိုလည်းတင်အားနာပေဆိုပြီးတော့ခရစ်တော်ကယုံကြည်စိတ်ချစွာနဲ့တာဝန်တွေကိုပေးအပ်ထားတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ငါအကြီးဆုံးဆိုပြီးတော့ကအခွင့်အရေးနဲ့ယူတတ်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးယောဟန်နဲ့ယာကုပ်တော်မိကသူမရဲ့သားမြောက်ယောဟန်နဲ့ယာကုပ်အတွက်ကောင်းကင်နိုင်ငံတော်မှာခရစ်တော်ရဲ့တဲများမှာထိုင်ရတဲ့ခွင့်ကိုလာတောင်းတဲ့အခါမှာပေထူးကဘာဆိုပါမှမပြောခဲ့ဘူး။ပုံထူးရာထူးနဲ့မမဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဟိဟန်နဲ့နေတတ်တဲ့ပုံလည်းမပေါ်ဘူး။ဓမ္မတော်ကြီးရဲ့အငယ်တွေကိုမှအာမနာမကြီးမငယ်နဲ့ပြင်းလက်ခဲကိုလည်းခုန်ချလိုက်တာပဲ။တော်သေးတာကိုမုန်တိုင်းကြားမှာဖြစ်လို့ကဲပေလို့သာနော်။လူကြီးတယောက်ပေသူဘာလို့များဘုရားရှိရောက်မှကလေးလိုဖြစ်သွားရတာလေခရစ်တော်ကမိန့်တော်မူပါတယ်ဒီလိုဒီရဲ့အကြောင်းလေးကိုသူငယ်ကဲ့သို့မဖြစ်ခင်ခေါင်းကင်းနိုင်ငံတော်တို့မိတိအခါမှဝင်ကြရလိမ့်မယ်မဟုတ်ကလေးသူငယ်ကဲ့သို့စိတ်နှိမ့်ချသောသူတို့ဒီခေါင်းကင်းနိုင်ငံတော်တွင်အကြီးအမြတ်ဆုံးသောပုဂ္ဂိုလ်ဖြစ်ပြီးတော့ခရစ်တော်ကမိန့်တော်မူခဲ့ပါတယ်ဒီသူကြီးကတက်ကြီးဝါကြီးဖြစ်တဲ့နဲ့မာနမရှိဘူးဒါကြောင့်လည်းခရစ်တော်နဲ့တွေ့လိုက်တိုင်းလူမမယ်ကလေးလိုဖြစ်သွားရတာဖြစ်တယ်သူ့အဖြစ်ကဒီကနေ့ဆိုတဲ့ပုံသူ့ဩဘာပေးနေတဲ့သူငယ်တော်ယေရှုရဲ့စင်ထရစာရဲ့ဖြစ်တဲ့အလားတရံသွားပြီးတော့ဒီကပုံကျွန်တော်တို့တွေ့ရမယ်စင်ထရစာလေးအကြောင်းပြောမယ်ဆိုရင်ဖြင့်စင်ထရစာစီစုရဲ့လို့ဒီမှာဒါဟမှာဖြစ်ပြီးလာတဲ့ကစလို့ယဟန်တာမလေးအကြောင်းကြားရတာဆိုတော့အကြောင်းလေးဖတ်ပြီးတော့မယ်ချုံမဝနာမည်နိုင်အောင်ဒီစီအောက်တိုဘာလရောက်လေတိုင်းသူမအကြောင်းကြားနာဖို့ရှိရင်တရားပါဝနာပွားများကြတယ်သူမရဲ့ရိုးစင်းတဲ့တရားဓမ္မကျင့်စဉ်တွေကိုအဟွန်တင်ကြတယ်သူမရဲ့သီလပါမီတွေကိုလေ့လာဖို့ရှိရင်အတူတူတိုက်ကျင့်နေကြတယ်ဒီဟန်တာမလေးကိုဒီစီရင်စွအနေနဲ့လက်ခံလိုက်ခြင်းဟာခရစ်တော်ကိုလက်ခံလိုက်ခြင်းပဲဖြစ်တယ်ခရစ်တော်ပေါ်၌ကဤကဲ့သို့သောကလေးတငယ်ကိုငါ၏နာမတော်၌လက်ခံတော်သူသည်ငါကိုလက်ခံ၏လို့ခရစ်တော်ကိုယ်တိုင်ညွှန်ဆိုထားခဲ့တယ်။သူမဘာကြောင့်များဒီတော့ထူးချွန်ပေါင်းပြောင်မြောက်တဲ့ဘာမရှင်ယဟန်တာမလေးဖြစ်သွားရတာလေ။အဖြေကတော့ရိုးရှင်းလေးပဲဖြစ်တယ်။သူမရဲ့ငယ်ရွယ်ရုပ်ပြောခြင်းဖြူစင်ရောသားခြင်းနဲ့ရိုးစင်းတဲ့ကျင့်စဉ်တွေကြောင့်ပဲဖြစ်တယ်။သူမရဲ့ငယ်ရွယ်မှုပြောတဲ့တက်လုံးကိုဘုရားသခင်ကိုပူဇော်တယ်။သူမရဲ့ဖြူစင်ရောသားမှုနဲ့ဘုရားရဲ့လူတွေကိုအစေခံတယ်။သူမရဲ့ရိုးစင်းတဲ့ကျင့်စဉ်တွေနဲ့ဘုရားကိုတက်တည်ခံသွားခဲ့လို့ပဲဖြစ်တယ်။ဘုရားကိုအဝေးကြီးသွားပြီးမရှာခဲ့ဘူး။နေ့စဉ်လူရောလုံးစင်လူငန်းနေမှာပဲပါရမီတွေကိုစီးပူးနိုင်ခဲ့လို့ဖြစ်တယ်။သူမကိုကဲ့ရဲ့သူတွေမလိုမုန်းကြီးတဲ့ပုဂ္ဂိုလ်တွေကိုပါရမီချစ်တဲ့ဖြစ်ကြောင်းလဲနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ရိုးစင်းတဲ့ဘဝမှာဘုရားသခင်ကိုတွေ့ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။သူမရဲ့ဖြူစင်ရိုးသားတဲ့နှလုံးသားမှာဘုရားကင်းဝတ်တော်မူခဲ့တယ်။
ဒီလိုနဲ့လိုတော်ရှိဘုရားရှာပုံကိုဖွင့်နိုင်ခဲ့တဲ့ယဟန်တာမလေးဖြစ်တယ်လောကကြီးမှာဘုရားရှာပုံကိုဖွင့်ခြင်းဘာသာတရားပုံရောက်များစွာဖြစ်ပေါ်တည်ရှိလာကြရတာဖြစ်တယ်ဘုရားကိုရှာတဲ့လမ်းတွေအများကြီးပေါ်လာတဲ့ခေတ်မှာလူတွေက religious secularism ဆိုတဲ့ဘာသာတရားအများအပြားကိုတကြိမ်နဲ့တည်းတက်ဝင်ယုံကြည်ခြင်းရည်ရွယ်ချက်ပန်းတိုင်တွေဝေဝါးလာကြတယ်ဒီလိုနဲ့မြောက်ပြီးကိုင်းလို့တော့ခေနန်းနှစ်ဖက်နီးပြီးခြေမကိုင်းဘူးလက်မကိုင်းဘူးကိုယောကာယဖြစ်ပြီးတော့မဟုတ်ဘာသာတရားမှာမပူမအေးဖြစ်ကုန်ကြရတယ်ခိယေစီကြောင့်တဲ့လောပါနေတဲ့ကိုယ်တွေကိုခရစ်တော်ကဒီကနေ့အတိပေးနေတယ်တင်းဒီမပူမအေးနှွေးမှုညတာရှိသောကြောင့်ငါဤခတွင်းမှတင့်ကိုငါထုတ်ပြီးတဲ့လူသားတွေဟာလောကအရှုပ်ထုတ်တဲ့ကနေရုံထွက်ဖို့ကြိုးစားရင်းကိုလိုတောင်းမှမြင်မောင်းသွားကြရတယ်အရှုပ်ကြားတဲ့ရှင်းအောင်မြင်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာယဟန်တာတွေပဲဖြစ်တယ်လောကမှာရှာမရှာတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်ယဟန်တာဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းဒီနဲ့ဟန်နဲ့အလုကြီးအတိုင်းကြီးလူပွားခဲ့တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးဆိုတာလည်းကျွန်တော်တို့တွေ့မြင်နေကြရတယ်စင်ထရစာလေးရဲ့အထုပတိကိုလေ့လာကြည့်တဲ့အခါမှာရိုးစင်တရက်တဲ့ဘဝမျိုးကိုကျွန်တော်တို့တွေ့ရတယ်။သက်သက်ရာစုတာတရားခေါင်းစုကြီးရဲ့ခိတိယဟန်တာကြီးရဲ့ဖြစ်တဲ့ဘုကျွန်ကိုတစ်စက္ကန့်နဲ့မာသာထရစာတို့ရဲ့ဘဝအသက်တာကိုကြည့်နေဆိုရင်လည်းရိုးရိုးလေးနဲ့နေသွားခဲ့တာတွေ့ရတယ်။မှန်ရင်မှားတယ်ဆိုတဲ့အမြင်မျိုးပဲရှိကြတယ်။ကြိုးကိုလေးဖြစ်အောင်ပြောနိုင်တဲ့အစွမ်းတတ်ပြီးတော့မရှိကြဘူး။ယဟန်တာဆိုတာဆွမ်းစားရတဲ့ပုဂ္ဂိုလ်တွေကဆောင်းလို့ရတဲ့အောင်လန်တဲ့ဖူပဲဖြစ်တယ်။ကမ္ဘာမှာနာမည်ကြီးတဲ့ယဟန်တာတွေအားလုံးဟာရိုးစင်းတဲ့ဘဝနဲ့အသက်ရှင်နေထိုင်သွားခဲ့ကြတာကိုလည်းကျွန်တော်တို့တွေ့နေကြရတယ်။ခံမကြတဲ့ဆံပြတွေဖြစ်ခဲ့ကြတယ်။ဒီလိုရဲ့ကြီးကစုတော်သူဒီလိုရဲ့စေခံဖြစ်ရမည်လို့ဖြစ်တော်ကိုယ်တိုင်တွင်ဒီနောမူပြအတိုင်းစင်ဖေးစားရကလည်းကျောင်းတွင်းမှာအောက်တန်းကြတယ်လို့ထင်ရတဲ့အောက်ခြေတင်းအလုပ်တွေကိုထိချစွာလုပ်ဆောင်ရင်းအကြီးမြတ်ဆုံးယဟန်တာဘာဖြစ်သွားခဲ့တယ်။အောက်ခြေတင်းရဲ့လူကတင်းငယ်လေးတောင်ထင်ရပေမဲ့အရေးအကြီးဆုံးသောအရာလေးဖြစ်တယ်။စပွေတပွေပြီးအောင်ကဖို့ကကလကာနောက်ပွေကပေးစတဲ့ပုဂ္ဂိုလ်ရဲ့အရေးကြီးတော့တပင်းစိတ်လိုက်ဆိုပြဖို့ဆိုတာမမြင်ရတဲ့အနိကအတိကကြပါတယ်။အောက်ခြေဦးမခိုင်ရင်ဟာပခံဟာကျေဝါတဲ့တိုက်တာအစောဦးကြီးတွေတော့မှမြေခလို့ပြောနေပါလေ။ဒါကြောင့်အောက်တဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေဟာအောက်ခြေပြီးအလုပ်ကိုနိုင်ရင်းစွာကိုင်တွေတတ်ကြတာကိုလည်းကျွန်တော်တို့တွေ့မြင်ကြရတယ်။ထာဝရဘုရားရှင်ခရစ်တော်ခင်တင်တဲ့ဒီတော်ကြီးတွေရဲ့ခြေကိုဆေးရင်းအောက်ခြေပြီးအလုပ်တွေကိုလုပ်ပြခဲ့တယ်။စင်ထရစာလေးရဲ့ဘဝတက်တာကိုကြည့်မယ်ဆိုရင်လည်းရှေ့ထွက်စီပေါ်တက်ရတာထက်ဘာသူနောက်ွယ်ကပကံစေးအဝတ်ရှုံးဒီမျက်စိနဲ့စမ်းတိုက်စတဲ့အောက်ခြေပြီးရဲ့အလုပ်တွေကိုနှိမ့်ချစွာနဲ့လုပ်ဆောင်သွားခဲ့တာကျွန်တော်တို့တွေ့ရတယ်။ဂရိပါဒအားဖြင့်ဖေစာဆိုတာကောက်ကြီးကင်းဘူးကောက်ကြီးကင်းဆက်အတိတ်ပဲရပါတယ်။နာမည်နဲ့လိုက်အောင်ဖေစာလေးကအောက်ခြေပြီးအလုပ်ကိုလုပ်ဆောင်ရင်းကဘာမှရနိုင်တဲ့မြတ်ပါမီတွေကိုတင်းကျုံရယူစုဆောင်သွားနိုင်တဲ့ယဟန်တာအလေးလေးဖြစ်ပါတယ်။ယဟန်တာရဲ့ဆိုတာလူထူးလူဆန်းတွေတော့မဟုတ်ကြပေမဲ့ပါရမီတွေကတော့ထူးကြတယ်။လူသားတွေကလူသားများဖြစ်ကြတယ်။ကောင်းကင်ရောက်ကြောင်းပေးထားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ကောင်းကင်နိုင်ငံရောက်လို့ဘုရားကိုမြတ်ဝါချင်းချင်းပူးမြင်ရပြီးဘုရားနဲ့အတူနေခွင့်ရတဲ့ကောင်းကင်နိုင်ငံရောက်တဲ့လူသားတွေကိုယဟန်တာတွေလို့ကျွန်တော်တို့ချီးမွမ်းပုံပြုကြတယ်။ Living things လို့ကျွန်တော်တို့ခေါ်ကြတဲ့လောကမှာတိတ်ရှိခင်ရှားရှိနေစေယဟန်တာတွေဆိုတာဘုရားသခင်ကိုပူးမြင်ရတယ်။ဘုရားသခင်ရဲ့စကားပြောရတယ်။ဘုရားရဲ့အတူနေနေရတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဒါပေမဲ့တော့ကောင်းကင်နိုင်ငံတော်ကိုတော့မရောက်ကြသေးဘူးများပဲဖြစ်တယ်။ဥပမာလေးလည်းကျွန်တော်တို့ရှိလဲဆိုရင်ပေတရုကဒီလိုတော့ရှိတဲ့မြတ်ကိုစွန့်ပြီးကိုရောနောကိုလက်ခဲ့ပါပြီ။ဒီလိုတော့မိမိအကျိုးကိုခံစားကြရပါမည်လို့မေးတဲ့အခါမှာခရစ်တော်ကကောင်းကင်ဘုံရှိပလင်12ခုပေါ်မှာထိုင်တဲ့ဣသရေလမျိုး12မျိုးကိုတရားစီရင်
ကြရပြီလို့ခင်ခရစ်တော်ကပြန်လေဖြေကြားတော်မူခဲ့တယ်။ဘုရားရှင်ရဲ့အတူသွားအတူလာအတူစအတူနေရင်ခရစ်တော်ကိုယ်တိုင်ကကောင်းကင်နိုင်ငံတော်ဝင်ရမယ်လို့ကတိထားမှာတော့ဒီတမန်တော်ကြီးတွေဟာတိတ်ရှိခင်ရှားရှိနေခဲ့တဲ့ living things ရန်တာတွေပဲဖြစ်တယ်။လူဘဝရဲ့နောက်ဆုံးချိန်ကြမှာသာဝတိကောင်ပေါ်ကသဘောတယောက်အသက်မထွက်ခင်လေးတိတ်ရှိခင်ရှားရန်တာပါဖြစ်သွားခဲ့သေးတယ်။ယနေ့ဒီငါနဲ့သူပါတီစုပုံ၌ရှိပြီးတော့ခရစ်တော်ကသူကောင်းကင်ရောက်တဲ့အကြောင်းကိုခရစ်တော်ကအတိအလေးနဲ့ကြည့်ပေးခဲ့တယ်။သိချချင်းကြီးရဲ့ပြီးတော့ပါသာသနာပြီးအသေးရှိအကျင့်တိကဘာမီအပြည့်အပွင့်များကိုမတိပွင့်နိုင်ဘူး။ဒါကြောင့်စင်ကြေစားလေးကဒီနှိမ့်ချခြင်းကိုလင်းဝဲပိုက်ပြီးနှလုံးသွင်းကကျင့်ကြံဆောက်တည်ခဲ့တယ်ဖြစ်တယ်။နှိမ့်ချခြင်းဒီဘုရားခင်ကျေးဇူးတော်များစီးဆင်းလာရတဲ့လမ်းကြောင်းဖြစ်တယ်။ဘုရားခင်ရဲ့ကျေးဇူးတော်များကိုနှိမ့်ချခြင်းနဲ့ခံယူခဲ့တော်သူများကိုရဟန္တာများဖြစ်ကြသည်။ရဟန္တာတွေဟာကောတတိနာတတိစာတတိတရားအတိရှိတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်။အကောမတော်ငရဲမကြရလေအောင်ငါဒီတန်းဒီဖြစ်ပြီးလို့ဆိုတဲ့တိတ်တော်နောက်တော်ကဖတ်ချက်မသွားနိုင်နေခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။သူတို့ဒီကဘာမြေပေါ်၌တဲ့သစိမ်းများဖြစ်ကြောင်းပြီးမှဝင်ခံကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတာကိုဟေဘုခန်းကြီး7ခန်းငယ်73မှာအပြည့်အစုံဆိုထားတယ်။ဒီလိုဒီလောကဤခဏဧည့်သည်များဖြစ်ကြဒီလိုတတိပေးထားတဲ့အတိုင်းအစာမတော်မလွန်ရလေအောင်ပြေးတန်းဆွံ့ကျဲတတ်သူများဖြစ်ကြပြီးလောကရဲ့ခဏဧည့်သည်ချင်းချင်းကိုချင်းစာတရားထားတာဖောက်ထားစာနာတတ်သူများဖြစ်ကြတယ်တရားတတိရှိသူများဖြစ်တဲ့အတွက်ကြောင့်တရားပါမဲ့ဒါနနဲ့ဒီလကိုသာစီးပူရယူတတ်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါနနဲ့ဒီလကိုနှိမ့်ချခြင်းနဲ့တဲ့ကံချင်းကြောင့်တတ်သူများဒီပါရမီကိုတီးပွင့်စေတတ်သူများဖြစ်တယ်။ရင့်ချင်းတိုင်းရင့်ဖဲ့ချင်းတိုင်းမဲ့ဆိုတော်များတဲ့စင်ဖယ်စာလေးကအကျွေးနဲ့မလိုက်အောင်ပါရမီထူးပြီးရင့်ကျက်တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။စင်ဖယ်စာလေးရဲ့အကျွေးကောင်းမှုပါရမီအပြုံးနဲ့အသက်စီဝင်ချုပ်ငင်းလို့အင်းအပြန်ဆိုခဲ့ရရှာတယ်။ဒါကြောင့်စင်ခံရင်အင်တန်ခရီးကိုတတိယပေါ်ရည်ရှိတယ်။ပထမရွေဒုတိယရွေတာတိယရွေဆိုတာဘုရားတို့မရှိဘူး။ဒါကြောင့်ပညာရှာရင်တရားနှွေးဥစ္စာရှာရင်ဒါနာတွေးလို့တရားရှာရင်ဒီကပွားရမှာပဲဖြစ်တယ်။ဒါရီအောင်ဟာနှိမ့်ချခြင်းရဲ့အတိအပွင့်တွေလည်းဖြစ်တယ်။နှိမ့်ချခြင်းနဲ့မာမနာတို့ဒီခါဝရယန္တုများဖြစ်ကြပြီ။မမထောင်တဲ့ဘဝကရောစင်းတယ်အေးချမ်းတယ်ဒီလိုပေါ်ကောင်းတယ်မန်ထောင်တဲ့ဘဝကတော့ကမီကောင်းကျွမ်းတတ်တယ်ဥပမာနဲ့ပြောမယ်ဆန်းဖြင့်သာသမတိသမပညာသမားတို့ဝိခယောယာတက္ကတော်ပရဝိညာတိတင်ခဲ့ပြီပညာမာနတို့ပေါက်ခွာတွန့်ထူရာခန္ဓာများရှိတတ်တယ်တရားသမားတို့ဘုံမို့ရဘုရားကျောင်းကများပြီးတဲ့တရားသမားများစိတ်ခင်းရာတရားသမားစိတ်ရည်များဖြစ်နေတတ်တယ်စင်ထေစာလေးနဲ့ရန်တာကောင်းတို့စံကြောရာကောင်းဒီနိုင်ငံတော်သားတွေနှိမ့်ချခြင်းစုများဆုံးမောရာဒုက္ခရွှေပုံနှံဖြစ်တယ်ဒီသူငယ်ကဲတော့ဒီစိတ်နှိမ့်ချတော်ဒီကောင်းဒီနိုင်ငံတော်တွင်အကြီးမြတ်ဆုံးဖြစ်နေပြီစိတ်နှလုံးဖြူစင်ရောသားတော်တို့ဒီမင်္ဂလာရှိကြပြီအကြောင်းမူကားတော်တို့ဒီဖရာသခင်ကိုကိုးမြင်ကြရလိမ့်မည်ယန္တာအတိုင်းဝိုင်းမှာလုံချတဲ့တောင်းစားလာစရုဒဆာလို့ကရဝါဒီတောင်းကုန်းကအဖို့ဓမ္မတော်ကြီးများနဲ့ဘယင်မျိုးဘယင်တို့ရဲ့အထိဓမ္မအစဉ်တမ်းတွေကုံထူးရထူးမတွေအခွာဆုံးအရွယ်ဆုံးပါဝင်ကြတယ်ယန္တာမျိုးဆိုတာမရှိဘူးဖယားကလူကိုဖန်ဆင်းတယ်လူမျိုးကိုမဖန်ဆင်းဘူးနောက်တော့ဒီသူတော်လူကိုဖန်ဆင်းကြဆိုလူကိုပဲဖန်ဆင်းတယ်ဒါကြောင့်လူဖြစ်ရချင်း၌ကျွန်တော်တို့အားလုံးအတူတူပဲဖြစ်တယ်လူတိုင်းကလည်းရဟန္တာဖြစ်နိုင်တဲ့အခွင့်အရေးပြီးရှိကြတယ်ဓမ္မကျမ်းစာတော်ရဖို့စကားနဲ့လူမျိုးကွဲလာရတာဟာမာနကြောင့်ဖြစ်တယ်ဘာတဲ့ရက်တဲ့ကြီးဘုံမန်ထောင်ပြီးတော့ဆောက်ရကနေစတင်လာခဲ့တယ်လို့ဓမ္မကျမ်းစာတော်ရတော့ကြားရတယ်မာနဆိုတာမာနဆိုတာနတ်ဆိုတာစာတန်ဆိုတာလူစီဖဲဆိုတာအလေးဆောင်ဘူး
ငရေကြီးကိုကိုင်လို့ရှေ့ကနေဦးဆောင်လမ်းကနေသူကတော့မာနများရှင်သူစီဖက်ပြီးဖြစ်တယ်ဒါကြောင့်သာသနာ့ခမင်းကြီးစင်သောမစကွေမစမာနကြီးအဖြစ်အားလုံးအခြေခံအုပ်ဖြစ်ပြီးလို့ဆိုထားတယ်အဖြစ်အားလုံးဒီမာနမှမြစ်ချခံရစီးစင်းလာကြသည်မာနကိုအဝါချလို့မိချချင်းကိုစင်နန်းခဲ့တဲ့ပုဂ္ဂိုလ်တွေဟာယဟန်တာကြီးဖြစ်သွားကြတယ်အကောင်းဆုံးလုံးထောက်ပြီးနားမလည်နိုင်တဲ့အချက်ကရောစင်းပုံခဲ့တယ်ယောသားဖြူစင်တဲ့ကညာမာရီယာကဘုရားကုလိုကိုချီးမွမ်းပြီးဆိုတဲ့အခါမှာဂရောတိအားကြီးတို့သူတို့ကိုရဲ့အရာမှချတော်မူ၍ခိချတော်သူတို့ကိုချီးမြှောက်တော်မူသည်ရိုးရိုးဖြင့်မြင့်မြင့်ကြမ်းဆိုတဲ့အချက်တွေတို့ဘဝကိုဖြတ်တန်းသွားခဲ့ကြတယ်လောကကြီးရဲ့ဖက်ရှင်တွေမီဒီယာတွေမိတော့မီဒီယာကိုတောင်ကြချောင်းလို့အခက်အခဲမျက်စိကမိခက်တဲ့အကြောင်းအလေးမျှတာဖြစ်တယ်မီလောင်ရင်ပြားကြတဲ့ဒီကြီးရင်ချွတ်နေတယ်စီစီကောင်းရင်ကောအောင်မယ်ဘဝဖြစ်ဆုံးရောက်တဲ့အချိန်မှမတည့်တဲ့အစင်းလန်းကိုကြည့်ရပါအောင်ဆုံးရောက်နေလို့အားမငယ်နဲ့တက်လိုက်ရှိတယ်စင်ထရစားလေးကရောက်နေတဲ့နေရာရောက်နေတဲ့အချိန်ရောက်ရတဲ့နေရာမှာရတဲ့အလုပ်ကိုလုပ်ပြီးပြစ်စုံပံကိုအကောင်းဆုံးအသက်ရှင်နိုင်ခဲ့တဲ့နော်စိတ်တော်ရှင်မှလေးဖြစ်တယ်စိတ်အားရှိသမျှဉာဏ်ရှိသမျှခွန်အားရှိသမျှနဲ့ဘုရားရှင်ရဲ့လူတွေကိုအစေခံခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်စိတ်အားရှိရင်ဘဝတက်လုံကောင်းတယ်ခန္ဓာကြန့်ခိုင်တယ်စိတ်ဆောင်ရင်လူအောင်တယ်စိတ်ကောင်းရင်လူကောင်းတယ်စိတ်ကြည်ရင်လူတန့်တယ်စိတ်ပြောရင်လူရှင်တယ်စိတ်ရောရင်လူဖြောင်းတယ်စိတ်မိုက်ရင်လူမိုက်တယ်စိတ်မဲရင်လူကြိုင်းတယ်စိတ်လေးရင်လူပေးတယ်ဒါကြောင့်ဘုရားကလူရဲ့အသွေးစိတ်ကိုပဲကြည့်တယ်ဘုရားတို့ချစ်ကိုနေတဲ့ချိန်မှာလည်းတရားဓမ္မနဲ့များကဒီစိတ်ကောင်းတဲ့ကောင်းရှိတဲ့ပုဂ္ဂိုလ်တွေကိုချီးမွမ်းပြီးဆိုကြတဲ့အခါမှာဓမ္မကဘာမြေကြီးပေါ်၌လေစိတ်ကောင်းတဲ့ကောင်းရှိသူတို့ကငြိမ်းချမ်းသာရခြင်းရှိစေပြီးတော့ပြီးဆိုချီးမွမ်းခဲ့ကြတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ကွန်ပျူတာချီးမွမ်းနေတဲ့သူငယ်တော်ယေရှုရဲ့စင်ထရစာလေးနဲ့လူသားတွေကလူသားလူကြီးလူမွမ်းစစ်ပြောပေါ်မှုရောစင်တီမိုကြီးစစ်အားရှိတဲ့မြတ်ဒီကပါရမီတွေကိုစီးပူနိုင်ခဲ့တဲ့ယဟန်တာမလေးပဲဖြစ်တယ်ဆိုတော့ဒီကနေ့တရားယူကြရအောင်